တက်ကြီးလာလို့လာတော့မသိဘူးလူဘဝဆိုတာမမောတွေ့တာညာပြောစရာဘာမှစိတ်ထဲမှာမမြင်တော့ဒီကောင်းတဲ့အာရုံနဲ့တွေ့လို့လေစိတ်ထဲမှာဘာမှမမောတာမရှိဘူးမကောင်းတဲ့အာရုံနဲ့တွေ့ရင်တော့ပို့ပြီးတော့စိတ်ညစ်တာပေါ့နော်ဒေါမနတာတာတွေဖြစ်တယ်။ဘာလို့ဆိုဒုက္ခတွေရောက်လိုက်တာဆိုအဲ့လိုမျိုးညင်းညူညင်းပေါ့နော်။တကယ်လည်းအစီမပြေရရင်အခက်အခဲတွေကဖြစ်တယ်ပေါ့နော်။ကိုတယောက်တည်းရုန်းကန်ရတဲ့အခါကျတော့ပို့ပြီးတော့ဝင်တော့ဝင်ပူးဖြစ်တာပေါ့။အဲ့တော့သူများရံမေးရင်ဘာလို့ယောက်ျားမျိုးလဲဆိုငယ်ငယ်လေးကအသက်20ကျော်လောက်မှာလာပြီးတော့တောင်းရမ်းတာပေါ့နော်လက်ထပ်ပေါ့စိစက်တာရှိတယ်ဒါပေမဲ့အဲ့တော့ကြတော့ဒီကိုကကြိုးစားနေတာလေအလုံးထဲမှာအလုံးကိုင်းထဲမှာပဲစိတ်အာရုံစိုက်နေတဲ့ခါကျတော့ဆရာမဖြစ်ခါသားဆိုတော့အာကျုံမှန်တဲ့ပေါ့နော်ပျော်နေချင်အလုံးနဲ့ပဲပျော်နေတာယောက်ျားယူဖို့စိတ်ကူးမရှိဘူးနောက်ပြီးတော့အသက်နည်းနည်းပေါ့နော်ရလာတဲ့ခါကျတော့အမေတို့လေလူများတွေကပြောကြတယ်သမီးလေးတယောက်တည်းကျန်ခဲ့ပြီဘယ်လိုလုပ်မှာလဲဆိုတော့အမေတို့ကအဲ့ဒါဘယ်သူနဲ့ယူပါလားအဲ့လိုမျိုးပေါ့နော်ဆက်တဲ့ခါကျစဉ်းစားကြည့်လိုက်အုံနောက်နဲ့စဉ်းစားရတော့ယူတဲ့နေပေါ့ဒါပေမဲ့အဲ့လိုတရားနဲ့ယူမယ်လို့စဉ်းစားလိုက်တာနဲ့လေခေါင်းပေါ်မှာလေဝင်တော့ဝင်မိုးကြီးရောက်လာတော့ဘူးအော်ငုံခြင်းစိတ်ပေါက်တာအခုတချို့ရမ်းကြတော့အခုမင်္ဂလာပွဲကြီးသူ့မှာပြုံးပြောနေရပဲအဲ့လိုမျိုးဖြစ်ကိုကကြာဘလို့ခံစားရလဲဆိုအဲ့လိုမျိုးငိုခြင်းစိတ်တွေပေါက်လာစိတ်တွေညစ်တော့မွန်းကျက်လာအိမ်ထောင်ဆိုထောင်ကြတော့မေလူတိုင်းပဲအဲ့လိုမျိုးခံစားရအဲ့ဒါကြောင့်မို့တကယ်ကြတော့မယူဖြစ်တော့ဘူးပေါ့နော်အဲ့လိုမျိုးဒီကိုရီးယားမင်းသားရင်ချုံးရင်ကြိုက်တယ်အဲ့လိုမျိုးကြိုက်တာချစ်တာပေါ့နော်တန်ရုံးစင်နေပိုင်းလည်းရှိပါယောက်ျားလေးတွေကိုဘလို့ပဲသဘောထားခြင်းလဲဆိုတော့မိတ်ဆွေလိုပဲသဘောထားခြင်း husband လိုမျိုးကိုကမနေချင်ဘူးဒီပေါ့နော် best friend အနေနဲ့ပဲနေချင်တာပေါ့အဲ့လိုမျိုး